ဒီနေ့လေဝက်ချိုနူးနူးအေးလေးနဲ့ကျဟင်းကားသီးကိုလည်းလုံးဝမခါပဲနဲ့ပစွန်နေအများကြီးနဲ့ကြော်စားဖြစ်ပါတယ်ရှင်ဝက်ချိုလေးကိုချက်ဖို့အရင်ဆုံးပဲငံပြားရဲ့အကြည့်အနောက်နဲ့တကြားလေးရထည့်ပြီးတော့အချာလေးအရသာစိတ်ဝင်အောင်နေထားပေးပါတယ်ရှင်နိုင်ဝက်လောက်နှက်ထားပြီးရင်တော့ချက်မဲ့အိုးထဲမှာစီနှဲငယ်ထည့်ပြီးတကြားလေးကိုညူအောင်ပြောင်းတဲ့ထိလော်ပေးပါတယ်ရှင်တကြားလေးညိုသွားမှဝက်သားလေးတွေထည့်ပြီးတော့ရေလုံးဝမထည့်ပဲနဲ့ဝက်သားလေးရောင်ပြောင်းတဲ့အထိလုံးပေးပါတယ်ရှင်ဝက်သားလေးတွေလည်းအယောင်ပြောင်းလာပြီးအသားလေးတွေတင်းလာပြီးဆိုရင်တော့ထောင်းထားတဲ့ကြက်သွန်ဖြူရဲ့ချင်းရဲ့ပြီးရင်တော့ပပလေးရတဲ့ကြက်သွန်နီလေးရဲ့ကိုထည့်ပြီးတော့လုံးပေးပါတယ်ရှင်ကျတော့နီလေးလည်းနွမ်းလာပြီးအနံလေးလည်းမွေးလာပြီးဆိုရင်တော့ဒီနေရာမှာရင်နွေးလေးထည့်ပြီးတည်ထားပေးလို့ရပါပြီရှင်။ရတာအတွက်ကတော့ချိုမုံလေးနှဲငယ်ထည့်သုံးထားပါတယ်။ဝတ်သားလေးနူးအောင်တည်ထားတော့မှာပဲကျဲငါးသီးလေးကြော်ပါမယ်ရှင်။ကျဲငါးသီးလေးတွေမခါအောင်လို့ပပလီးပြီးတဲ့အချိန်လေးမှာစားနှဲငယ်ထည့်ပြီးတော့10မိနစ်လောက်နေထားပေးပါမယ်ရှင်။ပြီးရင်တော့ရေလုံးဝတက်စင်အောင်ဆေးပြီးကြော်လို့ရပါပြီ။အရင်ဆုံးကျွတ်တုန်ဒီပပလီးကြရလေးကိုရောင်တင်မုံလေးနဲ့စီတက်ပေးပါတယ်ရှင်။ပြီးရင်တော့ခရမ်းကျင်သီးရဲ့ငပြိုင်လေးရထည့်ပြီးတော့စီတက်ပေးပါတယ်စီတက်နဲ့လေးမွေးလာရင်တော့စားစနွေးနေထားတဲ့ပစွန်လေးကိုထည့်လုံးပေးပါတယ်ရှင်ပစွန်လေးတွေလည်းကြက်လာပြီးအရောင်လေးလည်းပြောင်းလာပြီးဆိုရင်တော့ရေစစ်ထားတဲ့ကျဲငါးသီးလေးတွေကိုထည့်ပိုစားကားအောင်လို့ပစွန်ကြောင်လေးပါနည်းနည်းထည့်ပြီးလို့ရှိရင်ကြော်ပေးလို့ရပါပြီရှင်ကျဲငါးသီးရလေးစားနဲ့နေထားတာဖြစ်လို့အငန်တက်ပါပြီးသားဖြစ်လို့ဒီနေရာမှာချိုမုံလေးနှဲငယ်ပဲထည့်သုံးထားပါတယ်ရှင်ပြီးရင်တော့ရင်နွေးနှဲငယ်လေးထည့်ပြီးရင်တော့တည်ထားပြီးလို့ရပါပြီရှင်ကျဲငါးသီးလေးလည်းနူးလာပြီးရင်နွေးလေးလည်းခန်းလာပြီဆိုရင်တော့အရသာပေါ့ငံမြူမျိုးဝါချလို့ရပါပြီရှင်။ရင်းကားသီးလေးကလေဒီနီးလေးတိုင်းကြော်စားတာလုံးဝမခါပဲနဲ့အရန်စားကောင်းတာမို့ဒီလိုလေးလိုက်ကြော်စားကြည့်ကြပါအောင်ရှင်။ကဲတဲထားတဲ့ဝတ်သားအိုးလေးကလည်းနူးဤလာပြီဆိုတော့အရသာအပေါ့ငံမြူပြီးတော့မျိုးဝါချပြီးလို့ရပါပြီရှင်။ဝတ်သားလေးကလေဒီနီးလေးတိုက်ချက်စားတာချိုချိုအီလေးနဲ့အရန်ဟိုမှာစားကောင်းတာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်။နောက်မှပြန်တွေ့ကြမယ်။ Bye